English speaking လေ့ကျင့်မှုအတွက်အဖော်မရှိလို့ဘယ်လိုလေ့ကျင့်ရမှမသိဘူးဖြစ်နေတဲ့သူတွေရှိလားအဲ့ဆိုလို့ရှိရင်တော့ share ဒီဗီဒီယိုလေးမှာဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေးလာပြောပြပြမှာပဲဖြစ်ပါတယ်ဟုတ်ပါပြီချေတို့ဘယ်လိုလေ့ကျင့်လို့ရလဲဆိုလို့ရှိရင်ချေတို့ကအရင်ဦးဆုံးပေါ့နော်ကိုယ့်အကြောင်းကိုပြောတတ်ဖို့ကအဓိကအရေးကြီးရလေနော် English speaking ပြောတဲ့အခါမှာဆိုလို့ရှိရင်သူများအကြောင်းပြောတာတဲ့ကိုယ့်အကြောင်းကိုအရင်မိတ်ဆက်တာမျိုးကိုယ့်အကြောင်းကိုအရင်ပြောပြနိုင်တော့ပိုကောင်းတယ်နော်အဲ့ဒါကြောင့်မို့လို့အဲ့လိုမျိုးလေ့ကျင့်မှာဖြစ်တဲ့အတွက်ကိုယ့်အကြောင်းကိုအရင်ဦးဆုံးပြောလေ့ကျင့်ပါလို့အကဲအဖော်မရှိဘူးလို့ဆိုပြီးတော့မငင်းနေပဲနဲ့ပေါ့နော်ချက် class မှာလာတက်တဲ့ကလေးတော်များ speaking practice လုပ်ခိုင်းတဲ့အခါမှာဆိုချက်အဖော်မှမရှိတာဘယ်လိုလေ့ကျင့်ရမှာလဲဆိုပြီးပြောကြတာများတယ်ပေါ့နော်အဲ့လိုလေးဆိုလို့ရှိရင်ဒီလိုနေတိုင်းလေးနဲ့တစ်ချက်သုံးကြည့်ကြည့်ပါအဲ့ဥစ္စာကတော့ဘယ်လိုမျိုးလဲဆိုတော့ကျတို့ဒီကိုယ့်ရဲ့ daily routines ပေါ့နော်ကိုယ့်ရဲ့ daily routines ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုလုံးနေတဲ့အလုပ်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျတို့ကဒီကိုလုံးနေတဲ့ပုံမှာမူတည်ပြီးတော့ English လို့စဉ်းစားပြီးတော့ပြောကြည့်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြောကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကိုကဒီပါဇက်ကနေအတန်ထွက်ပြီးပြောကြည့်ပါပေါ့နော်စိတ်ထဲမှာပဲတွေးနေရမှာမဟုတ်ဘဲနဲ့အတန်ထွက်ပြီးတော့ပြောပါဥပမာဆိုလို့ရှိရင်ကျတို့မနေ့မိုးလင်းနေရနေစပြီးတော့စဉ်းစားကြည့်မယ်ပေါ့နော်အရင်ဦးဆုံးကျတို့အိယာနိုးတယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုပြောမလဲ English လို့ I wake upအဲ့မှာကွာအချိန်လေးထပ်ထည့်ကျင်တယ်ဆိုလို့ရှိရင် I wake up at 6 o'clock ဒါမျိုးလေးပေါ့နော်ပြီးတဲ့အခါမှာကိုကနိုးွားပြီဆိုလို့ရှိရင်ဘာလုပ်တာလဲပေါ့နော်တချို့တွေကြာဖုန်းသုံးတယ် I use my phone ပြီးလို့ရှိလို့ရှိရင် I get up ပြီးလို့ရှိလို့ရှိရင် I wash my face ဒါမျိုးပေါ့နော်ကိုယ့်ရဲ့ daily routines လေးကိုအရင်ဦးဆုံးစဉ်းစားပြီးတော့ practice လေးလုပ်ကြည့်ပါလို့ဒီလိုမျိုးကနေပြီးတော့ English speaking ကိုလေ့ကျင့်လို့ရပါတယ်ဒါအဖော်မရှိတဲ့သူလေးလေ့ကျင့်ဖို့အတွက်ချက်ကနီလန်းလေးလာပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လေ့ကျင့်ကြည့်ပါနော်လေ့ကျင့်ပြီးလို့ရှိရင်အောက်မှာ comment box လေးမှာလည်းစာကြောင်းလေးရေးသွားပေးလို့ရပါတယ်တတာ